တချင်းတစ်ပုတ်ဖန်တီးရတာမလွယ်ဘူးဆိုတဲ့အကြောင်းရှင်းဖွင့်လာတဲ့အုပ်စုခန့်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်နှက်ခမ်းတူတူလေးနဲ့ပရိသတ်တွေရဲ့အသေးကိုလှုပ်ကင်ထားနိုင်တဲ့မင်းသားတစ်လက်ကတော့အုပ်စုခန့်ပဲဖြစ်ပါတယ်အုပ်စုခန့်လို့ပြောလိုက်ရင်တချင်းဆိုတဲ့နေရာမှာလဲတော်ပြီးတော့တရုပ်ဆောင်ပိုင်းလဲရတဲ့မင်းသားချောလေးကိုပြင်းပြကြလိမ့်မယ်လို့ထင်ပါတယ်အုပ်စုခန့်အားဆိုရင်တော့တကယ်လဲအရေးချင်းရှိသူတစ်ယောက်ဖြစ်ပါတယ်သူဟာတချင်းတွေဖန်တီးရမှာလဲလက်ရမြောက်တော်လွန်းသူတစ်ယောက်ဖြစ်ပါတယ်အုပ်စုခန့်ဟာချစ်နေပြီဆိုတဲ့တခြင်းနဲ့အနုပညာလောကတွေကိုဝင်ရောက်လာတာဖြစ်ပါတယ်။အဲဒီတခြင်းနဲ့လည်းလူသိများလာတာဖြစ်ပါတယ်။တခြင်းတစ်ပုတ်တည်းနဲ့အောင်မြင်သွားသူတယောက်လို့ပြောရင်လည်းမမှားတာဖြစ်ပါတယ်။အုပ်စုခန့်ကတော့စူးစမ်းသူတယောက်ဖြစ်တာကြောင့်တခြင်းတစ်ပုတ်အောင်မြင်တာနဲ့အမျှနောက်ထပ်တခြင်းပေါင်းများစွာကိုလည်းဖန်တီးလာခဲ့သူတယောက်ဖြစ်ပါတယ်။အုပ်စုခန့်ဟာဆိုရင်သူဖန်တီးရဲ့တခြင်းတိုင်းကလည်းတကယ့်ကိုမှ quality မီယာဖြစ်ပြီးတော့လက်ရမြောက်တာဖြစ်ပါတယ်။သူဟာတခြင်းတွေလည်းဖန်တီးသလိုတရုပ်ဆောင်ပိုင်းကိုပါကူးပြောင်းလာပြီးတော့တရုပ်ဆောင်အလုပ်တွေကိုလည်းလောက်ကင်လာသူတယောက်ဖြစ်ပါတယ်။အုပ်စုခန့်ကိုဆိုရင်တော့မိန်းကလေးပရိသတ်တွေကအများဆုံးအားပေးကြပြီးယောက်ျားလေးပရိသတ်တွေကတော့သူ့ရဲ့တခြင်းတွေကိုကြိုက်နှစ်သက်တာဖြစ်ပါတယ်။အုပ်စုခန့်ဟာတခြင်းတွေကိုဖန်တီးရမှာပြည်ပြင်းသူတယောက်ဖြစ်ပြီးသူဟာတခြင်းတစ်ပုတ်ဖန်တီးဖို့အတွက်လည်းမလွယ်ကူဘူးဆိုပြီးတော့လည်းရင်ဖွင့်လာခဲ့ပါတယ်။တခြင်းတစ်ပုတ်စာက3မိနစ်ပဲဆိုပေမယ့်တခြင်းတစ်ပုတ်ဖန်တီးဖို့အတွက်တော့အတော်လေးခက်ခဲခဲ့သလိုကျိုးလဲစူးစမ်းရတယ်လို့ဆိုပါတယ်။ဖန်တီးသူကတော့အတော်လေးခက်ခဲတယ်။အခုနောက်ပိုင်းပရိသတ်တွေကလည်းတချင်းနဲ့ MTV ကိုတွဲပြီးပဲကြည့်ချင်ကြတာကြောင့်စူးစမ်းပြီးလဲရိုက်ကူးနေရလို့ဆိုပါတယ်။သူ့အနေနဲ့ကတော့ပရိသတ်လက်ခံပေးရင်ပဲကျေနပ်ပြီလို့ဆိုပါတယ်။သူ့ရဲ့စူးစမ်းမှုတွေကိုအတိမတ်ပြုလက်ခံရင်ပဲသူဟာစူးစမ်းရကြုံနဲ့ပြီလို့ဆိုပါတယ်။အုပ်စုခန့်ဟာတချင်းတွေကိုကိုယ်တိုင်ဖန်တီးရတာကိုဝါသနာပါသူတယောက်ဖြစ်ပြီးသူ့ရဲ့ဒုတိယမြောက် album ထွက်ဖို့အတွက်လည်းတချင်းတွေကိုပြန်စစ် mix ပြန်လုပ်ပြန်တီးခတ်ဗီဒီယိုရိုက်တာနဲ့4နှစ်လောက်တောင်မှကြာသွားခဲ့တယ်လို့ဆိုပါတယ်။သူ့အနေနဲ့ကတော့အင်ကိုပန်းစည်းတွေလက်ဆောင်တွေပို့ပေးရတဲ့ဆိုင်တော့သူ့ရဲ့စူးစမ်းမှုတွေကိုအတိမတ်ပြုပေးရတဲ့တင်ကိုကျေနပ်ရပါပြီလို့လည်းပြောလာခဲ့တာဖြစ်ပါတယ်။သူ့ရဲ့တခြင်းတွေကိုလည်းတချို့ကကြိုက်ကြတယ်။တချို့ကြလည်းမကြိုက်ကြဘူးလို့ဆိုပါတယ်။ပရိသတ်တောင်းဆိုတဲ့အတိုင်းဖြည့်ဆည်းပေးခြင်းတဲ့ဆန္ဒကြောင့်အများကြီးစူးစမ်းထားပါတယ်လို့လည်းပြောပါတယ်။ပရိသတ်တွေကလည်းလှဲတန်းတချမ်းလေးကိုနားထောင်ပြီးသူတို့ရဲ့အမှတ်တရတွေကိုပြန်မြင်ရတယ်ဆိုပြီးပြောလာခဲ့တာကြောင့်လေသူ့မှာပီတိဖြစ်ရတယ်ဆိုပြီးတော့ပြောလာခဲ့ပါတယ်။လှဲတန်းတချမ်းကလည်းသူ့ရဲ့ငယ်ဘဝအမှတ်တရကိုခံစားရစီရလို့ဆိုပါတယ်။သူ့အနေနဲ့အကောင်းဆုံးစူးစမ်းထားတယ်လို့ဆိုပါတယ်။သူ့ရဲ့တခြင်းတွေကိုလည်းပရိသတ်အပြည့်အဝခံစားလို့ရအောင်လို့အများကြီးစူးစမ်းထားကြောင်းနဲ့နောက်ထပ်လည်းတခြင်းတွေထပ်ပြီးထွက်ဖို့ရှိကြောင်းကိုပြောလာခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့တခြင်း MTV ရိုက်ကူးတဲ့အခါမှာလည်းအခက်အခဲတွေများစွာရှိပါတယ်။အချိန်တွေပတ်စံတွေလည်းအများကြီးကုန်ကြသလိုပရိသတ်တွေကသာ3မိနစ်လေးတခြင်းနားထောင်ရပေမယ့်သူတို့မှာတော့အကောင်လုံးကိုအသေးစိတ်ပြင်ဆင်ခဲ့ရတယ်လို့ဆိုပါတယ်။အုပ်စုကပြင်ဆင်ခဲ့သလိုပဲသူ့ရဲ့တခြင်းတိုင်းလိုကလည်းလူကြိုက်များခဲ့တာဖြစ်ပါတယ်။သူ့ရဲ့စူးစမ်းမှုတွေဟာဆိုရင်လည်းတဆထက်တဆအောင်မြင်လာခဲ့ပြီပဲဖြစ်ပါတယ်။အုပ်စုကကတော့သူ့ရဲ့အောင်မြင်မှုတွေကိုဆက်လက်ထိန်းထားပြီးတော့အနုပညာအလုပ်တွေကိုလည်းဆက်လက်လုပ်ကိုင်အောင်မယ်ဆိုပြီးပြောလာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေလည်းအုပ်စုကရဲ့တခြင်းတွေကိုကြိုက်နှစ်သက်လားဆိုတာပြောပြခဲ့ပါအောင်ရှင်။